ဆေးတောက်ဖို့မေးခဲ့တာမျိုးအကြောင်းတစ်ခုခုကြောင့်မတောက်ဖြစ်လိုက်တာမျိုးကနေ့စဉ်တောက်ဆေးတောက်တဲ့သူတိုင်းကြုံတွေ့ရလိမ့်ရှိပါတယ်။အဲ့လိုကြုံတွေ့ခဲ့ရရင်ဘာဆက်လုပ်ရမလဲဘယ်လိုဆက်တောက်ရမလဲကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ် ပထမအဆုံးအနေနဲ့အချက်နှစ်ချက်ပေါ်မူတည်ပြီးတော့စဉ်းစားရပါလိမ့်မယ်။နံပါတ်1ကဘယ်နှလုံးမိတာလဲ။နံပါတ်2ကဖယ်အတန်းမှာမိတာလဲ ။အပေါ်ဆုံးသုံးတန်းမှာဆေးတစ်လုံးသို့နှလုံးတောက်ဖို့မေးခဲ့ရင်ဆေးတစ်လုံးကိုသတိရခြင်းမှာတောက်ပါ။အဲ့ဒီအတွက်တောက်အောင်မယ့်ဆေးကိုလည်းပုံမှန်တောက်နေကြချိန်မှာပဲထပ်တောက်ပေးပါ။ကျန်ဆေးအလုံးကိုပုံမှန်တိုင်းပဲနေ့စဉ်ဆက်တောက်သွားပေးပါ။ အပေါ်ဆုံးနှစ်တန်းမှာဆေး3လုံးဒါမှမဟုတ်3လုံးထပ်ပို့ပြီးမိခဲ့မယ်ဆိုလို့ရှိရင်ဆေးတစ်လုံးကိုတတိယရချင်းတောက်ပေးပါအဲ့ဒီအတွက်တောက်အောင်မဲ့ဆေးကိုပုံမှန်တောက်နေကြအချိန်မှာထပ်တောက်ပေးပါကျန်တဲ့ဆေးတွေကိုတော့တစ်နှစ်တစ်လုံးပုံမှန်ဆက်တောက်ပေးရပါမယ်အတူနေတာကို9ရက်ရှောင်ပေးရပါမယ်အကယ်၍မရှောင်ချင်ဘူးဆိုလို့ရှိရင်ကိုနှုံးသုံးပြီးနေလို့ရပါတယ်ဆေးလည်းမိတယ်အတူလည်းနေဖြစ်တယ်ကိုနှုံးလည်းမသုံးခဲ့ဘူးဆိုလို့ရှိရင်တော့အရေးပေါ်သားဆေးလေးပါတောက်ပေးရပါမယ်တတိယတန်းမှာဆေး3လုံးဒါမှမဟုတ်3လုံးထပ်ပို့ပြီးမိခဲ့မယ်ဆိုလို့ရှိရင်တတိယရချင်းဆေးတစ်လုံးကိုတောက်ပေးပါအဲ့ဒီနေ့အတွက်တောင်းရမယ့်ဆေးကိုပုံမှန်တောက်နေကြအချိန်မှာထပ်တောက်ပေးရမှာဖြစ်ပါတယ်ကျန်တဲ့ဆေးတွေကိုတော့တစ်နေ့တစ်လုံးပုံမှန်ဆက်တောက်ပေးရပါမယ်အောက်ဆုံးတန်းဆေးကိုတော့ဆက်မတောက်တော့ဘဲနဲ့ကတ်အစ်စ်ကိုအစကနေပြန်တောက်ပေးရပါမယ်အတူနေတာကို9ရက်ရှောင်ပေးရပါမယ်အကယ်၍မရှောင်ချင်ဘူးဆိုလို့ရှိရင်ကိုနှုံးသုံးပြီးတော့နေလို့ရပါတယ်ဆေးလည်းမိတယ်အတူလည်းနေခဲ့တယ်ကိုနှုံးလည်းမပါဘူးဆိုလို့ရှိရင်တော့အရေးပေါ်တားဆေးကိုတောက်ရပါလိမ့်မယ်နောက်ဆုံးတန်းမှာဆေးညိုလေးတွေကိုတောက်ဖို့မိခဲ့ရင်တော့မိခဲ့တဲ့ဆေးလုံးတွေကိုဆက်မတောက်ပဲကြော်ပစ်ကကြံဆေးတွေကိုပုံမှန်တိုင်းပဲဆက်တောက်သွားပေးပါဆေးကကုန်ရင်ကတ်တစ်ကိုရမချပဲတောက်ပေးလိုက်ရုံပါပဲ